လန်ပြည်သူတွေအားလုံးမင်္ဂလာပါရှင်။ရှေ့တန်းကျင့်ဝတ်များအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ကျွန်မနာမည်ကတော့နှင်းဖြစ်ပါတယ်။အကျန်းဖတ်မြန်မာစစ်ကောင်စီကိုပြည်သူတရက်လုံးကခုခံတွန်းလှန်နေကြတဲ့ຫນွေဦးတော်လှန်ရေးမှာအရေးကြီးတဲ့နေရာပါဝင်နေတာကတော့ရှေ့တန်းကဒဏ်ရာရတော်လှန်ရေးတပ်ဖွဲ့ဝင်တွေစစ်ရှောင်းနေနဲ့ဒေသခံပြည်သူတွေကိုအသက်ကယ်ပြီးကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်သူနာပြုနဲ့ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ပါတယ်။ရှေ့တန်းမှာကိုချစ်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုစေကူရတဲ့အတွေ့အကြုံအခက်အခဲတွေခန်းစားချက်တွေနဲ့သူတို့ရင်ထဲကစကားသံတွေကိုကြားဖို့အတွက် CDM အထူးကုဆရာဝန်အပြင်ကျန်းမာရေးမူဝါဒရေးဆွဲတဲ့အထိဆောင်ရွက်နေတဲ့ဒေါက်တာလွမ်းဝေကိုဖိတ်ခေါ်ထားပါတယ်ရှင်။ကျွန်တော်နာမည်ကတော့ဒေါက်တာလွမ်းဝေပါကျွန်တော်ဒီနာမည်ကတော့ရန်ကုန်မှာကျွန်တော်တို့တောက်လျှောက်စေကူတာမှုလုပ်ငန်းစဉ်တွေအတူတူလုပ်ခဲ့ကြတာပေါ့နော်ကိုဖြိုးစရာတော့တဲ့အတူတူလုပ်ခဲ့ပြီးတော့ကိုဖြိုးစရာတော့ဒီဖန်ခံရတဲ့အချိန်မှာကိုရဲဘော်ရဲဘက်တွေဆုံးရှုံးရတယ်ဆိုတော့ခန်းစားချက်ပေါ့နော်ဒီခန်းစားချက်ကနေပြီးတော့မှကျွန်တော်ကိုရဲဘော်တွေလွှမ်းရတယ်ဆိုပြီးဒီနာမည်ပေးပြတာပေါ့နော်ဒီ February လ9 ရက်နေ့ပေါ့နော်9 ရက်နေ့တွေကနေပြီးတော့ဒီနေ့ဒီချိန်ထိကျွန်တော်ရှိတဲ့နေရာမှာရောကျွန်တော်လက်လန်းမိတဲ့နေရာမှာရောကျမကြီးဆောက်ရှောက်မှုပေးတဲ့ကိစ္စတွေစစ်ပစ္စည်းတွေပံ့ပိုးတဲ့ကိစ္စတွေကျွန်တော်တို့လိုအပ်တဲ့ network ချိတ်ဆက်တဲ့ကိစ္စတွေကျွန်တော်ဒါတွေလုပ်တယ်ပေါ့နော်အဲ့လိုပဲကျမကြီးဘက်မှာဆိုကျွန်တော်တို့မြို့သားကျမကြီးညီလာခံခေါ်ယူတာတွေကျမကြီးမူဝါဒရေးတာတွေဒီဘက်မှာလည်းကျွန်တော်ပါဝင်ဆောင်ရွက်တယ်ပေါ့နော်ဒီတိုင်းနိုင်ငံလုံးဆိုင်ရာစီးပွားရေးညီလာခံတွေဥဆောင်ပြီးခေါ်ယူတဲ့အဖွဲ့တွေမှာကျွန်တော်ပါဝင်ပြီးလှုပ်ဆောင်နေတယ်နောက်ထပ်ဖိတ်ခေါ်ထားတဲ့တယောက်ကတော့လက်နက်ကင်တပ်ဖွဲ့တစ်ခုရဲ့ကျန်းမာရေးဌာနတစ်ခုမှာဦးဆောင်နေတဲ့သူနာပြုဆရာမပိုးဖြစ်ပါတယ်ရှင်ကျမရဲ့ဌာနအနေနဲ့ဦးဆောင်တဲ့သူတွေကသူနာပြုတွေဖြစ်ပြီးတော့အဲ့ဒီအောက်မှာစီမူပေါင်း200ကျော်ကိုစီမံရင်းနဲ့ management လုပ်ရင်းနဲ့နေရာစုံမှာဒီစစ်ပွဲတွေရှေ့ထိစီမူတွေရအောင်ကိုရီးယားလည်းနေရာစုံမှာ team အလိုက်လှုပ်ရှားနိုင်အောင်ကျမရဲ့ကိစ္စမှုတွေလုပ်နိုင်အောင်ဆိုတဲ့အခြေအနေနဲ့ပဲလှုပ်ရှားတဲ့အနေထားပေါ့ဌာနတစ်ခုအနေနဲ့ပဲ run ဖြစ်တယ်ပေါ့တက်တိုင်းမှာကဒီရွာအလိုက်ကတက်ခွဲတွေအလိုက်သူတို့စိတ်ပါတယ်လို့လာပြီးတော့တာဝန်ထမ်းဆောင်တဲ့စေတတိုင်းနဲ့တောင်းထဆောင်တဲ့သူတွေကိုပညာရေးမျှဝေပေးတဲ့ knowledge sharing လုပ်ပေးတယ်တချို့တော့တင်နန်းတွေဥဆောင်ပြီးဖွင့်ပေးတယ်ဒေါက်တာလုံးဝေကတော်လှန်ရေးမတိုင်ခင်တုန်းကတော့ internal medicine လို့ခေါ်တဲ့သမားတော်အထူးကုဘွဲလွန်နောက်ဆုံးနှစ်တက်နေတဲ့စာရီလူနာတွေနဲ့လုံးပန်းနေခဲ့တဲ့အထူးကုဆရာဝန်တယောက်ဖြစ်ပါတယ်ဒီလိုတာမန်ပြည်သူတွေကိုစေကူနေခဲ့တဲ့ရိုးရိုးရှင်းရှင်းအထူးကုဆရာဝန်ဘဝကနေအခုလိုမျိုးနိုင်ငံရေးကိစ္စတွေလုပ်ရတဲ့အခါမှာသင်ယူရတာတွေပြောင်းလဲရတာတွေအများကြီးရှိခဲ့မှာပဲစီရီယံလောက်လိုက်ပြီးတဲ့နောက်မှာကျွန်တော်ကဆရာဝန်ဘဝကိုတော်တော်လေးကြီးသွတ်တဲ့လူတယောက်ဖြစ်တော့ဆုံးရှုံးတယ်လို့တော့မသုံးဘူးပေါ့နော်ဟာသွားတဲ့ဟာကွက်ပေါ့အရင်ထဲမှာဟာသွားတဲ့ဟာကွက်ကိုတော်တော်လေးချော်ဖြတ်ရတယ်စီနီယာလောက်ခဲ့ရတဲ့အဓိကအကြောင်းရင်းကျမကြီးစနစ်ကိုပြောင်းကျင်တာပေါ့နော်စလုပ်ထဲကအဲ့စိတ်နဲ့ကျွန်တော်ကဝင်ခဲ့တာပေါ့နော်ဒီတော်လန်ကြီးအောင်ကျင်းမအောင်ကျင်းတခြားဟာတွေတက်ဆိုင်ကျွန်တော်ကဒီကျမကြီးစနစ်ပြောင်းလဲပေါ့နော်ဒီလူတိုင်းကျမကြီးကိုလက်လန်းမိရမယ်ဆိုတဲ့အခြေခံအဲ့ဒီအခြေခံကိုကျွန်တော်လိုချင်တယ်ပေါ့နော်ကျမကြီးမူဝါဒရေးတာတွေလူတွေနဲ့တွေ့ရတာတွေစကားပြောရတာတွေညှိနှိုင်းရတာတွေကျွန်တော်နားမလည်တဲ့နိုင်ငံရေးအသုံးလုံးပေါင်းများစွာကိုနားလည်ဖို့ကြိုးပမ်းအားထုတ်ရတာတွေအနည်းတူကဆေးရုံနဲ့လူနာနဲ့အချိန်ကုန်နေတဲ့လူတယောက်ရဲ့ဘဝကနေဒီလက်တွေ့မြေပြင်မှာဆေးကုရတာတွေလည်းပါတယ်လို့အဲ့ဆေးကုရတာတွေကကျွန်တော်ဆေးရုံမှာဟို round ပြီးတော့ဒါလေးပေးလိုက်လို့ပြောနေတဲ့ဘဝနေပြီးတော့အခိုးချောင် forward နဲ့သွားပြီးတော့ဖန်ခံရမှာဆိုလို့ဆေးကုရတဲ့အနေအထားတွေဖြစ်လာတယ်ကျွန်တော်တို့ကကုသရေးဘက်ကလာတဲ့အခါကျတော့မူဝါဒဆိုတဲ့ဟာတွေအများကြီးမြင်းနေပေါ့နော်မြင်းနေရောအဲ့ဒါတွေအတွက်ကိုလည်းကျွန်တော်စာတွေအများကြီးဖတ်ရတယ်လိုက်ပြီးတော့ဟို adaptation လုပ်ရတယ်ပေါ့နော်အဲ့တော့ဘာတွေပြောင်းလဲသွားလဲလို့မေးရင်တော့အရာအလုံးက upside down လို့ပြောလို့ရတယ်ကျွန်တော်ရဲ့အာနာမသိခင်ကာလနဲ့အာနာသိပြီးကာလလုံးဝကိုကွာခြားသွားတယ်သို့ပေမဲ့ဒီနေရာမှာကျွန်တော်အကောင်းဆုံးသင်ယူလိုက်နိုင်တဲ့ကိစ္စကတော့တစ်တွေလည်းကျွန်တော်အများကြီးရလိုက်တယ်ပေါ့နော်နိုင်ငံတကာမှာဆေးရုံတွေကိုဆေးရုံမှန်တိတာထင်ရှားအောင်ဆေးအနီအောင်တုတ်တာမျိုးလုပ်ကြပါတယ်။ဒါမှနေရာမှာပြီးစစ်ရေးရတိုက်ခိုက်ခံရတာမျိုးမဖြစ်အောင်ပေါ့။ဒါပေမဲ့မြန်မာပြည်မှာတော့ဒါရီရဲ့စန့်ကျင်ဘက်ကိုလောက်ရပါတယ်။ရည်ရွယ်ချက်ရှိလေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ရန်ကိုကာကွယ်ဖို့အတွက်ဆေးရုံဆေးကမ်းတွေကိုဆေးရုံဆေးကမ်းမှမသိရအောင်လျှို့ဝှက်ပြီးတိစောက်ကြရတယ်။ဒီလိုလုပ်ရက်တွေကသူအခုမှလုပ်တာတော့မဟုတ်ဘူးဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2021လောက်မှာဆိုရင်ကျွန်တော်တို့ကိုဗစ်ဆေးကုပေးနေတဲ့ဆရာဝန်တွေကိုတီဒီအန်နေမှသိတဲ့အခါမှာဘာလုပ်လဲဆိုတော့လူနာမရှိဘဲနဲ့လူနာရှိတယ်လို့ဟန်ဆောင်ပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးတော့အောင်ဖမ်းတာပေါ့နော်အဲ့တော့လူနာတွေကိုတက်ဆွန်စံဖျားနဲ့တွားပြီးတော့မှလိုက်ပြီးတော့ဆေးကုပေးနေတဲ့ဆရာဝန်တွေကဒီယောဂတွေကြားထဲမှာအကာအကွယ်နည်းနည်းပါးပါးနဲ့လိုက်ကုပေးနေတဲ့ဆရာဝန်တွေကလူနာရှိတယ်ထင်လို့တွားတဲ့အချိန်မှာသူတို့ကထောင်ဖမ်းတာဖြစ်နေပြီးတော့ဆရာဝန်3ယောက်လုံးဖမ်းခံခဲ့ရတယ်ပေါ့နော်
မျိုးစုံသောထိခိုက်ဒဏ်ရာတွေအကြောင်းထိခိုက်ဒဏ်ရာရနေတဲ့လူတွေကိုသွားခဲ့တဲ့အတူနာပြုတွေဒီကျန်းမာရေးဝန်ထမ်းတွေကိုလည်းတနက်တင်နေနဲ့ရိုက်လို့ဆေးရုံမှာရင်ကွယ်လွန်ခဲ့ရတဲ့ဟာတွေဆိုကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့ဆောင်ရွက်ပေးခဲ့ရတဲ့ကိစ္စဖြစ်တယ်ပေါ့နော်လက်ရှိရခိုင်ရဲ့ဒေသတွေမှာဆိုလို့ရှိရင်ဆေးအောင်ကောင်းတဲ့သူတို့ရဲ့နေမျိုးသူတို့စူးစမ်းပြီးတော့မှဖိနှိပ်ခံတိုင်းသားတွေစူးစမ်းနေတဲ့အချိန်မှာဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ကိုဒီစေယုံကိုပုံကျဲလာတယ်ဒီလိုပုံကျဲတာကိုကျွန်တော်တို့ကသူတို့သိသလားမသိသလားဆိုတဲ့နေရာမှာကျွန်တော်နိုင်ငံတကာသတင်းမီဒီယာတွေရော WHO ကိုယ်တိုင်ရပါဒါဒီ68ခုမြောက်တော့ဒီကျန်းမာရေးအဆောက်အုံတွေကိုရည်ရွယ်ချက်ရှိဖြည့်ဆည်းတဲ့လုပ်ရဖြစ်တယ်ဆိုတော့သူတို့ပြောထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါဒီတကယ်ကိုထင်ရှားပြီးသားလုပ်ရဖြစ်တယ်ဒီလိုလုပ်ရကိုသူတို့အခုမှလုပ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ currently မှာလည်းတောက်လျှောက်ဖြစ်ခဲ့တယ်သူတို့ရဲ့စေယုံတွေဆိုခဏပုံကျဲခံတယ်တမင်ကောင်ဒါတွေကိုမရမကရှာကြံပြီးတော့ပုံကျဲတာပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အခုစကိုင်းရဲ့အခုရဲ့တချို့နေမြေတွေမှာဆိုရင်ကျွန်တော်တို့စေယုံတွေကိုမြေထဲမှာကျင်းတူးပြီးတော့စောက်ထားရတာပေါ့နော်နိုင်ငံတကာမှာတော့ကျွန်တော်တို့ကစေယုံတွေကိုထင်ရှားအောင်လုပ်တာပေါ့နော်စေယုံဆိုရင်ဥပမာအတိအသာဆုံးရန်ကုန်ပြည်သူ့စေယုံကြီးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အနီအောင်တုတ်ထားတာပေါ့နော်တကယ်လည်းစစ်ဖြစ်လာတဲ့အချိန်မှာဘယ်ဘက်ကပဲဖြစ်မြေဝေဟင်ပေါ့နော်ဒီဘဝနဲ့ကြည့်လိုက်တာနဲ့ဒါဒီဆေးရုံမှန်သိအောင်လို့မှားပြီးတော့ဘုံကျဲတာတွေမသိလို့လုံးမိတာတွေမျိုးမဖြစ်အောင်လို့တမင်တကာအောင်အနီအောင်တုတ်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအင်တာဝိုင်းနဲ့ဆရာကောင်းတဲ့ကိစ္စကတော့ဆေးရုံတွေစတင်ကြောင်းတွေကိုဖတ်ထားရတဲ့ကိစ္စပဲဖြစ်မယ်လို့ကျွန်တော်တို့ပြောချင်တာပေါ့အမုံမြတ်ဆုံးအလုပ်ဖြစ်တဲ့လူအသက်ကယ်ပေးနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကိုမြန်မာစစ်တပ်ကပုံစံပေါင်းစုံနဲ့အကြမ်းဖက်နှိပ်စက်နေတာကိုဒေါက်တာလွမ်းဝင်းအနေနဲ့9နှစ်တာကာလအတွင်းမှာသူ့ရဲ့မျက်စိရှိမှာပဲအချိန်ချင်းအခါခါကြုံတွေ့ခဲ့ရတယ်မမရမတ်လ28ရက်နေ့ပေါ့လေဒီဖက်စစ်ဒေါ်လာရင်းနေပေါ့အဲ့တော့ဒီမတ်လ28ရက်နေ့ကျွန်တော်တို့ဒီစီးတက်ကတူတွေရှိသမျှဒီကျောင်းသားတက်ကတူတပိတ်တွေအားလုံးပေါင်းပြီးတော့မှကျွန်တော်တို့တပိတ်အကြီးထွက်တာပေါ့နော်သတင်းပေးတွေပေါ့နော်သတင်းပေးတွေပေးလိုက်တဲ့ခါကျတော့စစ်ကားတွေနဲ့ဆင်လာပြီးတော့မှဆရာဝန်တွေကိုကျွန်တော်မျက်စိရှိပါတယ်ရိုက်နှက်ပြီးတော့ဖန်ဆီးတာပေါ့နော်တောက်လျှောက်ဖန်ဆီးတာရဲဆက်ရိုက်နှက်တာသူထွက်တန်ယူတွေဖြစ်တာဒါတွေအကုန်လုံးကျွန်တော်မျက်စိနဲ့တွေ့ခဲ့ရတာပေါ့နော်222ယောက်ပေါ့နော်အယောက်200ကျော်ကျွန်တော်တို့ဖန်ခံခဲ့ရတာပေါ့နော်အဲ့မှာဆိုကျွန်တော်တို့ professor ပေါ့နော်တကယ် professor တွေပါတယ်ကျွန်တော်ဒုတိယ professor တွေပါတယ်လက်ထောက် professor တွေပါတယ်ပြီးတော့ဆရာကြီးဆရာမကြီးတွေပါတယ်တကယ်ကျွန်တော်တို့ရဲ့ငယ်ဆရာဝန်ငယ်လေးတွေပါတယ်အကုန်လုံးဖန်ခံတကယ်သိတဲ့ရဲနဲ့အချုပ်ကားတွေနဲ့တန်းစီပြီးခေါ်သွားတာပေါ့နော်ကျွန်တော်ကိုယ်တိုင်မြေမှာသွားပြီးစိတ်ကူးတဲ့အချိန်မှာလည်းဒီဆရာဝန်တွေကျွန်တော်မျက်စိရှိမှနေချက်ဆုံးသွားတာတွေပုံမှန်တော့ကျွန်တော်တို့ကဒီဟောပေါ့နော်ကျွန်တော်တို့ရဲ့နိုင်ငံတကာဥပဒေတွေအရဆိုလို့ရှိရင် medic တွေကကိုယ့်ကိုယ်ကိုထင်ရှားအောင်ဝယ်ရတာပေါ့နော်။ကောင်းမှချက်ချင်းဒီစသဖြင့်ဒီလိုမျိုးဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာရှိနေတဲ့ကျွန်တော်ဒေါ်လာရဲ့မှာရှိတဲ့ medic တွေကဒီလိုလုပ်လို့မရဘူးပေါ့နော်။ဒါဆိုတော့သူတို့အဲ့လိုမြင်ပြီးဆိုတာနဲ့ဖြစ်တယ်။မြင်ပြီးဆိုတာနဲ့ဒီလူတွေကိုဥအောင်တတ်ဖို့ကြိုးစားတာပေါ့နော်။ကျွန်တော် medic တယောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မျက်စိရှိမှနေမယ်ဒီ level ကိုကြီးဖောက်သွားပြီးတော့မှတည်သွားခဲ့တာပေါ့နော်။တည်ဆုံးသွားခဲ့တာပေါ့။အဲ့လိုအခြေအနေတွေကိုတော့ကျွန်တော်ရဲ့ဒီ9နှစ်တာကာလမှာတော့မရေမတတ်နိုင်အောင်ကြုံခဲ့ရတယ်လို့ပြောချင်တယ်ပြီးတော့အဲ့လိုကြုံခဲ့ရတဲ့အဖြစ်အပျက်တွေအားလုံးကဒေါ်တဆဒီအများနဲ့ရောပြီးတော့မထင်မှတ်ပဲဖြစ်သွားတဲ့အဖြစ်အပျက်တွေမဟုတ်ဘဲနဲ့တမင်တကာကိုရွေးချယ်ပြီးတော့တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်တွေဖြစ်တယ်ပေါ့နော်အရင်တော်လိုင်းမတိုင်ခင်ကစေယုံစေကန်းတွေမှာစေကုခဲ့တဲ့အတွေ့အကြုံနဲ့စစ်မြေပြင်ကျန်းမာရေးဝန်ထမ်းဘဝဟာအများကြီးကွာခြားမှုတွေရှိခဲ့မှာပဲစေယုံတွေကလည်းဘုံကျဲတိုက်ခိုက်ခံရတယ်ဆရာဝန်တွေသူနာပြုတွေကျန်းမာရေးလုပ်သားတွေလည်းအကြမ်းဖက်စစ်တပ်ရဲ့ရည်ရွယ်ချက်ရှိအကြမ်းဖက်နှိပ်စက်တာတွေကိုခံရတယ်ဆိုတော့လူနာတွေအနေနဲ့လည်းစေယုံစေကန်းကိုလာကြဖို့ကြောက်တာတွေမလာရဲတာတွေရှိခဲ့မှာပဲပုံမှန်သူနာပြုဆိုတာဒီ hospital setting အရင်ကတော်လိုင်းမတိုင်ခင် hospital setting သူနာပြုနေလဲစကွာလဲအဲ့ရဲ့ကာလာဖြစ်တိုင်းခဲ့ဆိုတော့စီယုံမှာကကိုရင်နေတဲ့လူတွေစီယုံလာတက်တာမဟုတ်လေနော်မသိတဲ့သစိမ်းနေတခြားသောသူတွေစီယုံလာတက်တယ် expire ဖြစ်ခါနီးချိန်တွေအများကြီးကြုံပေါ်တယ် CPR ထူရတယ်လူနာမိသားစုဝင်တွေကိုနောက်ဆုံးသော decision တွေအချိန်ကြီးပြောပြရတယ်ဒါတွေကိုလောက်ရတယ်ပေါ့နော်ဆိုတော့ဒီခံစားချက်ကမတူတာစစ်မြေပြင်မှာခါကြတော့ဘယ်လိုပြောရမလဲရဲဘော်တွေကကိုရီနဲ့လက်ပွန်တီနေခဲ့သူတွေရှိသလိုတိငယ်လူတွေရှိတယ်ကိုရီနဲ့အမြဲတူဖက်တန်သွားလာနေတဲ့လူရှိတယ်တငယ်ချင်းတွေတိတ်ဆုံးသွားတဲ့အခါလိုမျိုးပေါ့နော်ခံစားချက်တော့ပထမနှစ်မှာရဲဘော်တွေနဲ့အမြဲတမ်းတူအဲ့လိုမျိုးလက်ပွန်တီနေတယ်ခင်မရင်နေအောင်နေတယ်ဒါပေမဲ့ပထမနှစ်လောက်မှာနောက်ပိုင်းမှာမနေတော့ဘူးအဲ့ဒါနိုင်ရည်တွေလည်းမသွားတော့body ပြင်ပေးတယ်နောက်ဆုံးကြည့်အကောင်းဆုံးဖြစ်အောင်လုပ်ပေးတယ်ဒါပေမဲ့သွားတော့နိုင်ရည်တွေတကယ်ကိုမသွားတော့တာအရင်နီးဆုံးတော့ကိုယ့်ရဲ့တကယ်ကိုတက်ဆက်ခံနေနေခဲ့တဲ့သူကလွင်ကျန်တဲ့လူတွေရဲ့နောက်ဆုံးခီးတွေမသွားတော့မခံနိုင်ဘူးအဲ့နာမှာကိုပြင်ပေးခဲ့တယ်မနေ့ကကြားလို့အပိုင်းဖြစ်တဲ့ခန္ဓာကိုယ်တွေကိုဆက်ပြီးတော့ပြင်ပေးခဲ့တယ်အဲ့ဒီရဲ့ body ကိုပြင်မြင်ရတယ်ပြင်မမြုပ်ခဲ့အဲ့ဒီအချိန်မှာဘေးနာမိသားစုဝင်တွေကငိုရုံနေကြတယ်အဲ့ဒီမြင်ကွင်းတွေကိုမမြင်ချင်တော့အဲ့တော့
အဲ့ဒီဟာတွေကတော့ပုံမှန်မကြုံဘူးလောက်တဲ့အရာတွေလို့တော့ယူဆရပါတော့ လူနာတွေကကျွန်တော်တို့စီကိုအခုတကြီးနဲ့ရောက်လာဖို့တောက်လျှောက်ရောက်လာပြီဆိုလို့ရှိရင်လည်းသူတို့မှာကဆရာတို့စီကံပုံချခံရမယ်နော်ကျွန်တော်တို့ဒီနေရာမှာလုံခြုံပါမလားစိတ်ကူးနေနဲ့ကျွန်တော်မပြေးနိုင်ဘူးလို့လုပ်မယ်ပေါ့စသဖြင့်ပေါ့လေအဓိကလူနာတွေမှာလည်းသူတို့စိတ်အေးချမ်းသာစွာနဲ့ဆရာဝန်နဲ့တွေ့လာတော့မှစိတ်ုံစီကံရောက်တာတော့မှအေးစစ်စစ်နေရတယ်ဆိုတာမရှိဘူးပေါ့နော်သူတို့အချိန်မီကနေပေါ်ကနေထပြီးတော့ဘယ်ချိန်ထပြေးရမလဲစသဖြင့်အဲ့လိုမျိုးထိတ်လန့်တုန်လှုပ်မှုတွေနဲ့တောက်လျှောက်နေခဲ့ရတာပေါ့နော်ကျွန်တော်တို့ရဲ့တော်လိုင်းကြီးရဲ့ပေါ့အများကြီးကိုကျွန်တော်စိတ်ကူးပေးခဲ့ရတယ်ပေါ့နော်အဲ့လိုစိတ်ကူးပေးခဲ့ရတဲ့လူတွေဆိုလို့ရှိရင်သူတို့မှာဒီကျွန်တော်တို့စိတ်ကူးပေးတဲ့နေရာကိုရောက်အောင်လာဖို့အတွက်ကိုခက်ခဲတာစီတွေအများကြီးကြော်ဖြတ်ပြီးတော့လာရတယ်အဲ့လိုကြော်ဖြတ်ပြီးလာပြီးတော့မှကျွန်တော်စိတ်ကူးပြီးတော့နောက်ဆုံးသူတို့ကောင်းသွားတဲ့အချိန်ဒီကိုသူတို့မှာဘာများဖြစ်လာမလဲဘယ်လိုများဖြစ်လာမလဲဆိုတဲ့အချိန်တစ်ထိပ်အချိန်တစ်ပတ်မှနဲ့နေခဲ့ရတာပေါ့နော်အဲ့ဒါဒီကျွန်တော်တို့ဆရာဝန်တွေရောလူနာတွေရောဒီကျန်းမာရေးစနစ်တစ်ခုတည်းမှာလက်ပတ်နေရတဲ့လူတွေအကုန်လုံးရဲ့ထိတ်လန့်တုန်လှုပ်စွာခံစားနေရတဲ့ခံစားချက်တွေဖြစ်တယ်ပေါ့လေဒီခံစားချက်တွေအကုန်လုံးကလည်းကျွန်တော်တို့စစ်ကောင်စီကပြီးတဲ့ဒဏ်ရာတွေအကြမ်းဖက်မှုတွေလိုပဲကျွန်တော်တို့ပြောပြချင်တာပေါ့လေကိုယ့်ရဲ့တော်လိုင်းဘက်ကမဟုတ်တဲ့အကြမ်းဖက်မြန်မာစစ်ကောင်စီရဲ့ရန်သူတပ်သားတွေကိုစေကူတာပေးရတာမျိုးရောကြုံခဲ့ဘူးမလားပေါ့အဲ့လိုအခြေအနေတွေမှာဆိုရင် Hippocratic Oath လို့ခေါ်တဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့သစ္စာအဓိဋ္ဌာန်ကိုအကြိမ်ကြိမ်ရွတ်ဆိုထားခဲ့ရတဲ့ကျန်းမာရေးဝန်ထမ်းတယောက်အနေနဲ့ဘယ်လိုမျိုးစိတ်ခံစားချက်တွေများဖြစ်နေလာမလဲကျွန်တော်တို့စိတ်ကူးရတဲ့အချိန်မှာတော့အခုနပြောသူပေါ့နော်တုံပန်းလို့ပဲဆိုရမှာပေါ့နော်တုံပန်းတွေကိုစိတ်ကူးပေးရတဲ့ကိစ္စတော့ကျွန်တော်တို့တွေ့နေရပါတယ်တောက်လျှောက်ကြုံနေရတာပေါ့နော်အဲ့လိုအချိန်တိုင်းမှာခံစားရတဲ့ခံစားချက်ကတော်တော်ရှုပ်ထွေးပါတယ်ဆရာဝန်အနေနဲ့ဖြစ်လာပြီဆိုတဲ့အချိန်မှာလူနာပဲပေါ့နော်အဲ့တော့ကိုယ့်စီကိုရောက်လာပြီးတော့လူနာတယောက်အနေနဲ့ကိုမကုပေးရင်တည်သွားနိုင်တယ်ဆိုတဲ့ဒဏ်ရာတွေနဲ့ရှေ့မှာလူတယောက်ရှိနေတယ်ဒါပေမဲ့အဲ့လူတယောက်ဒီလေတစ်ချိန်လုံးကဒီလိုမဖြစ်ခင်မှာလူတွေကိုရဲဆက်ဆက်တက်ခဲ့ပြီးတော့မှအဲ့လိုတက်ခဲ့တဲ့လူတွေမှာကိုယ့်ရဲ့လူနာတွေပါတယ်ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေပါတယ်ကိုယ်ချစ်ခင်ရတဲ့လူတွေပါတယ်ဆိုတဲ့ခံစားချက်နဲ့ဒီလူကိုကြည့်နေရတဲ့အချိန်မှာဖြစ်နေခံစားမှုကတော်တော်ရှုပ်ထွေးပါတယ်ဆရာဝန်ဖြစ်ချင်းဆိုတဲ့ဘုံပေါ်မှာလည်းကိုယ့်ကိုနောင်တမရချင်ဘူးပေါ့လေအဲ့လိုပဲတစ်ဖက်မှာလည်းဒီလူကိုကျွန်တော်စိတ်မကုပေးချင်ဘူးပေါ့နော်သို့ပေမဲ့နောက်ဆုံးသောအခြေအနေမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ကုပေးရတာပဲပေါ့နော်ဘာလို့လဲဆိုတော့လူနာဒီဘယ်လိုပဲဖြစ်ဖြစ်တည်တော့မယ်ဆိုတဲ့အချိန်မှာတော့ဒီဟာကိုကျွန်တော်တို့ဥပဒေအကြောင်းအရာပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့လိုချင်တဲ့ဒေါ်လာရေးဒီအတွေ့အကြုံတတ်မယ်ဒီလူတွေဒီလည်းငါတို့ရဲဘော်တွေတည်ခဲ့ရဆိုဒီကောင်တွေလည်းတည်ရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့သွားနေကြတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြောင့်နောက်ဆုံးမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်စိတ်ကူးပေးခဲ့ရတယ်ဒါပေမဲ့ဒီနေရာမှာတေချာပေါက်ဝင်ခံရမယ့်ခံစားချက်ကတော့တခြားလူနာတွေတခြားပြည်သူတွေကိုကျွန်တော်စိတ်ကူးပေးရတယ်လို့မျိုးကျွန်တော်မှလိုက်လဲကြီးနုံနုံခံစားချက်မျိုးတော့မရှိဘူးပေါ့နော်တရားတက်သားတွေကိုကုပေးဖို့ပါတယ်9 နှစ်နေပါတော့ရှိပြီဆိုတော့လေတကယ်တော့မှန်တိုင်းပြလိုက်မလုပ်ပေးချင်ပါဘူးဘာလို့လဲဆိုတော့ရှိတယ်မှလည်းကိုယ့်ရဲ့ဘော်တွေတည်တာကြည်တာဒီကတည်းကရတာကိုယ်ပဲကြည်တယ်အမှမမိလာတဲ့စက်သားတွေကိုကိုယ်ရထက်ကြည့်ပေးဖို့တာဝန်ရှိတဲ့ခါမျိုးမှာဆိုရင်ညင်းတယ်ညင်းရင်းနဲ့ကိုတချို့တော့တုတ်ပန်နေစီကအချက်လက်ထက်ရယူဖို့လိုတာမျိုးတွေစောင့်ရှောက်ပေးဖို့လိုတာမျိုးဖြစ်လိုက်ခါလုပ်ပေးရတယ်ပေါ့နော်ဆိုတော့ညင်းခွင်းတော့ရှိတယ်ဘယ်လိုပြောရမလဲမတက်တာလို့လုပ်ပေးရတဲ့အခြေအနေလေးရှိတယ်ဒါပေမဲ့ကိုညင်းမြင်မဲ့တခြားတော့သူတွေကလုပ်ပေးကိုယ်တိုင်မလုပ်တာတခုပါပဲတခြားတော့သူတွေကိုလုပ်ပေးဖို့တော့ကိုညီတောင်းရတယ်ပေါ့နော်အဲ့လိုအခြေအနေပါရှင်းပြောရင်တော့အဲ့လိုhuman right တို့ဒီရဲ့စစ်နဲ့ပတ်သက်တဲ့ law တွေဘာတွေမသိတာမဟုတ်ကုန်သိတယ်ဒါပေမဲ့တကယ်တမ်းမလိမ်နိုင်ခံစားချက်အမှန်နဲ့ပြောမယ်ဆိုရင်အဲ့လိုစကားပြောနိုင်တဲ့လူတွေကရှေ့တန်းမှာတစ်ခေါက်လောက်ကိုယ့်ရဲ့ဘော်ရဲ့ဘက်တွေတည်ကြည်နေတာအလောင်းတွေထိုင်ပြင်ရတာမျိုးလူရောက်580တရက်ထဲထိခိုက်လို့ငရဲလို့ဖြစ်တဲ့အဖြစ်မျိုးရောက်ဖူးလာပေါ့အဲ့လိုမြင်ဖူးရင်တော့အဲ့ရဲ့စကားကိုထပ်ချင်မှာမဟုတ်မလုပ်ပေးဘူးဆိုတာသူ့အနေဖြင့်မလုပ်နော်အဲ့မိလာတဲ့ကောင်တွေကိုဒါပေမဲ့ကြည်လည်းမကြည့်ချင်ထိလည်းမထိချင်ဆိုတဲ့ခံစားချက်ရှိရွှေရှာမုံတရဲ့စိတ်ကူတော့အမြင်ရှိတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဘက်တွေကိုလက်ထဲမှာတည်တယ်။ကိုယ်တိုင်အလောင်းပြင်ရတယ်။အဲ့ဒါကနေ့တိုင်းအချိန်ကနေတတိဖြတ်တန်းလာတာ။ကျွန်တော်တို့ဒီ9နှစ်ပေါ့နော်။9နှစ်ကာလပြီးလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့စိတ်ထဲမှာကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့မှာအများကြီးထိခိုက်တာရှိတယ်။နာကျင်ရတာရှိတယ်၊ဝမ်းနည်းရတာရှိတယ်။အဲ့လိုအခက်အခဲတွေခြားထဲမှာကျွန်တော်တို့ယုံကြည်ထားတဲ့အရာတွေကျွန်တော်တို့ရောက်ရမယ်ဆိုတဲ့အရာတွေကိုမစွန့်လွတ်လိုက်ပါနဲ့ပေါ့နော်။ကျွန်တော်တို့အတင်းပြီးတော့အတူတူရှေ့ဆက်ကြရအောင်ပေါ့နော်အခုနားထောင်လိုက်ရတာကတော့ CDM အထူးကုဆရာဝန်ဒေါက်တာလွမ်းဝေနဲ့ CDM သူနာပြုဆရာမပိုးတို့ရဲ့ရှေ့တန်းရောက်အတွေ့အကြုံခံစားချက်တွေနဲ့မျှော်လင့်ချက်တွေပဲဖြစ်ပါတယ်
ကဘာရဲ့ဘယ်နေရာမှာမှစေရေးပြစ်မှတ်ဖြစ်တတ်မှတ်မခံရတဲ့စေယုံစေကန်းတွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရက်တွေကဘလောက်ပဲရှိနေပါစေပြည်သူကပေါက်ဖွာလာတဲ့တော်လှန်ကျန်းမာရေးဝန်ထမ်းတွေကတော့သူတို့ရဲ့မွန်မြတ်တဲ့အလုပ်ကိုင်ကိုနောက်မစွန့်စဒန်းရှေ့ဆက်သွားနေတော့ဘုံစံတွေကြီးစံတွေကြားထဲမှာပြစ်မဲ့ပြည်သူတွေကာကွယ်တပ်ဖွဲ့ဝင်တွေကိုစေကူပေးနေတော့မှာပဲနောက်ပိုင်းဒီမှာလည်းရှေ့တန်းအကျင့်ဝတ်တွေအကြောင်းကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်နားဆင်ပေးကြပါဦးရှင်။တော်လန်ပြည်သူတွေအားလုံးလုံခြုံချမ်းသာကြပါစေ။စိတ်သက်သာနားယူကြပါရှင်။